အသက်28နှစ်ချင်းရှိရင်ရနာဒိုကငါးထက်ဘယ်နေရာမှာမှမတာဘူးဆိုတဲ့နယ်သာလန်ကန်နဝင်ဘန်ဘတ်စတန်အသက်28နှစ်အရွယ်မှာရနာဒိုထက်ငါကအများကြီးပိုတာတယ်လို့ဒက်ရှ်ကန်နဝင်မာကိုဘန်ဘတ်စတန်ကရရကြီးကြွေးကြော်လိုက်ပါတယ်ဒီစကားကတကယ်ပဲမှန်ကန်နေသလားလက်ခံပေးလို့ရနိုင်မလားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံးလောကမှာခင်မတူတဲ့ကစားသမားတွေကိုနိုင်ရှင်ရတာလောက်အရသာရှိတဲ့ညှင်းခုန်မှုမျိုးမရှိတော့ပါဘူးအထူးသဖြင့်ခရစ္စတီယာနိုရိုနယ်ဒိုလိုဂိုးသွင်းဆက်ကြီးတယောက်ကိုရှင်ပြီးဆိုရင်ပရိသတ်တွေကြားမှာသွေးဆူသွားတတ်တာကတော့ထုံးစံပါပဲဒါပေမဲ့အခုလိုရနာဒိုကိုထိတ်စိန်ခေါ်လိုက်တဲ့သူကတာမန်ကစားသမားတယောက်မဟုတ်ဘဲနဲ့ဘောလုံးသမိုင်းမှာအလှပဆုံးနဲ့အပြည့်စုံဆုံးတိုက်စစ်မှုဖြစ်တတ်မှတ်ခံထားရတဲ့မာကိုဘန်ဘတ်စတန်ဖြစ်နေတဲ့အခါမှာတော့ကျွန်တော်တို့ဒေချာဂိမ်းတစ်ဆိုင်နားထောင်ဖို့လိုလာပါပြီဘန်ဘတ်စတန်ကမီဒီယာတွေရှေ့မှာပြပြသားသားပြောချလိုက်တာကကျွန်တော်ဒိုင်ယာကြောင့်ဘောလုံးမကစားနိုင်တော့ဘဲနဲ့အနားယူခဲ့ရတဲ့အသက်28နှစ်အရွယ်အချိန်ထိကိုရနာဒိုရဲ့အသက်28နှစ်အရွယ်နဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ကျွန်တော်ကသူ့ထက်ပိုတာရင်တာမယ်လုံးဝမနှိမ့်ပါဘူးဆိုတဲ့စကားပါပဲဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာရန်ဒိုပရိသတ်တွေအနေနဲ့ဒေါသထွက်သွားနိုင်ပေမဲ့ဂိမ်းကနန်းချက်လက်တွေကိုတေချာခင်းချင်းကြည့်လိုက်တဲ့အခါမှာတော့ဘန်ဘတ်စတန်ရဲ့စကားတွေကလေလုံးထွားတာမဟုတ်ဘဲနဲ့တကယ်အရှိတရားဖြစ်နေတာကိုအံ့ဩဖွယ်တွေ့မြင်ရမှာပါမာကိုဘန်ဘတ်စတန်ကသူ့ရဲ့အသက်28နှစ်အရွယ်အတိအကျပြောရရင်1993ခုနှစ်လောက်မှာခြေချင်းဝင်တန်ရာအပြင်းထန်ရရှိခဲ့ပြီးတော့ကွင်းထဲကိုပြန်မဝင်နိုင်တော့ပဲကစားသမားဘဝကိုအဆုံးသတ်ခဲ့ရတဲ့သူပါဒါပေမဲ့အဲ့ဒီအသက်28နှစ်မတိုင်ခင်လေးမှာရင်သူတိဆောက်သွားခဲ့တဲ့အမွေနှစ်တွေကကြောက်ခမန်းလေးလေးပါပဲပထမဆုံးတဦးချင်းအမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ဘာလုံနောကိုကြည့်လိုက်ပါဘန်ဘတ်စတန်ဟာအသက်28နှစ်မတိုင်ခင်မှာရင်ဘာလုံနောဆုကြီးကို1988 1989 1992တို့မှာ3ကြိမ်တိတိစကူထားနိုင်ခဲ့ပါသည်။ကလပ်တင်းအောင်မြင်မှုအနေနဲ့AC Milanအသင်းနဲ့အတူချန်ပီယံလိအရိကကယူရိုပီယံကပ်ဖလားကြီးကို2ကြိမ်တိတိရယူထားနိုင်ခဲ့ပါသည်။အကြီးမားဆုံးအောင်မြင်မှုကတော့1988ခုနှစ်ယူရိုဖလားမှာနယ်သာလန်မျိုးသားအသင်းကိုချန်ပီယံဖြစ်အောင်ကိုယ်တိုင်ဦးဆောင်နိုင်ခဲ့တာပါ။ဖိုင်နယ်မှာသူသွင်းယူခဲ့တဲ့လေထဲကနေအပြင်းကန်သွင်းတဲ့ဂိုးကဘောလုံးသမိုင်းတစ်လျှောက်အလှပဆုံးသွင်းဂိုးတွေထဲမှာအခုချိန်ထိပါဝင်နေစေပါ။စုစုပေါင်းကလပ်နဲ့နိုင်ငံအသင်းစူဖလား18လုံးထိရယူထားပြီးသွင်းဂိုးအရေအတွက်300ထိရှိခဲ့ပါသည်။အီတလီစီးရီးရဲ့အကြမ်းတမ်းဆုံးခံနေမှုတွေကြားထဲမှာဒီလောက်ဂိုးတွေသွင်းပြီးတော့အောင်မြင်ခဲ့တာကတာမန်ပါရမီနဲ့တော့လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။တစ်ဖက်ကခရစ္စတီယာနိုရိုနယ်ဒိုရဲ့အသက်28နှစ်အရွယ်2013ခုနှစ်ဖေဖော်ဝါရီလထိအနေအထားကိုပြန်ကြည့်ရအောင်ပါ။ရိုနယ်ဒိုဟာအဲ့ဒီချိန်မှာမန်ချက်စတာယူနိုက်တက်ကနေရီယယ်မက်ဒရစ်ကိုရောက်ရှိနေပြီးကမ္ဘာအကောင်းဆုံးကစားသမားဖြစ်ခြေစွမ်းနေပြသနေချိန်မှာဒါပေမဲ့စူပလာအောင်မြင်မှုတွေကိုကြည့်တဲ့အခါဘောလုံးတော်ကတစ်ချိန်သာရရှိထားပါသေးတယ်။ချန်ပီယံလိဖလားမှာလည်းယူနိုက်တက်မှာရခဲ့တဲ့တလုံးတည်းသာရှိနေပြီးတော့နိုင်ငံအသင်းပေါ်တူဂယ်နဲ့အတူနိုင်ငံတကာစူပလာဆိုလို့တလုံးမှမရရှိသေးပါဘူး။စုစုပေါင်းစူပလာအရေအတွက်အနေနဲ့14လုံးသာရှိပြီးတော့သွင်းဂိုးအရေအတွက်ကတော့339ခုထိရှိနေခဲ့ပါသည်။ဂိုးအရေအတွက်မှာရန်နာဒိုကအနည်းငယ်တားလုံးနေပေမဲ့ကမ္ဘာအကောင်းဆုံးဘောလုံးတော်စုအရေအတွက်နိုင်ငံအသင်းအောင်မြင်မှုနဲ့စူပလာစုစုပေါင်းအရေအတွက်တွေမှာတော့ဘန်ဘတ်စတန်ကရန်နာဒိုရဲ့အသက်28နှစ်အရွယ်ကိုအပြတ်သက်အသာစီးရယူထားနိုင်တာကိုငြင်းဆန်လို့မရအောင်ကိုတွေ့မြင်ရမှာပါ။ဒါဆိုရင်ဘာလို့အခုချိန်မှာရန်နာဒိုကိုကမ္ဘာအကောင်းဆုံးဂိုးစင်းတွေကိုထည့်ပြီးတော့ဘန်ဘတ်စတန်ကိုကြားတော့ကနန်းဝင်တူအနေနဲ့ထားရှိကြတာလေ။အဖြေကတော့ရေရှည်ကြန့်ခိုင်မှုပါပဲ။ရန်နာဒိုရဲ့တကယ်ကြောက်စရာအကောင်းဆုံးချိန်ကာလကအသက်28နှစ်နောက်ပိုင်းမှာစတင်ပေါက်ကွဲထွက်လာခဲ့တာပါ။အသက်30ကျော်တဲ့ချိန်ဒီမှာသူဟာဘောလုံးတော်၄စုထပ်ရခဲ့ပါသည်။ချန်ပီယံလိ၄လုံးထပ်ယူခဲ့ပါသည်။ပေါ်တူဂယ်အသင်းနဲ့အတူယူရို2016ဖလားကြီးကိုပါသိမ်းပိုက်နိုင်ခဲ့ပါသည်။ရန်နာဒိုရဲ့ခန္ဓာကိုယ်ကိုကင်တွယ်ထိန်းသိမ်းနိုင်စွမ်းတဲ့အောင်ပွဲဆာလောင်မှုတွေကသူ့ကိုလူသားကန့်သက်ချက်တွေပြင်ပထိတွန်းပို့ပေးနိုင်ခဲ့ပါသည်။ဘန်ဘတ်စတန်ကတော့ကန်ဂျမားရဲ့ရက်စက်မှုကြောင့်အကောင်းဆုံးခြေစွမ်းပြနေတဲ့အသက်28နှစ်အရွယ်မှာရင်ဘောလုံးကန်ဖက်ကိုမလွဲမရှောင်သာချွတ်ထားခဲ့ရပါသည်။ဒီကလို့သာသူ့မှာရန်နာဒိုလိုမျိုးကြန့်ခိုင်တဲ့ခန္ဓာကိုယ်ရှိခဲ့မယ်။ဒိုင်ယာရီတာမရောက်ခဲ့ဘူးဆိုရင်ဘောလုံးတော်စုတွေဘယ်လောက်ထိများလာမလဲ။ဘောလုံးသမိုင်းကိုဘယ်လောက်ထိပြောင်းလဲပြနိုင်မလဲဆိုတာတွေးကြည့်ရုံနဲ့တင်ကြောချမ်းစရာပါ။အချို့အပြင်ပြောရရင်ဘန်ဘတ်စတန်ပြောတဲ့အသက်28နှစ်အထိရှင်ရင်ငါကရန်နာဒိုထက်ပိုကောင်းတယ်ဆိုတဲ့စကားကသမိုင်းမှတ်တမ်းတွေအချက်လက်တွေရာနှုန်းဖြစ်အမှန်တရားပါပဲ။ဒါပေမဲ့ရန်နာဒိုကတော့ပြိုင်ဘက်တွေမလုပ်နိုင်တဲ့အသက်40နီးပါးအထိအမြင့်ဆုံးစစ်မှာရပ်တည်နိုင်မှုဆိုတဲ့ကြီးမားတဲ့အမွေအနှစ်တစ်ခုကိုဖန်တီးပြနိုင်ခဲ့တာကတော့သူထက်မပြောခဲ့ပါဘူး။တကယ်တမ်းပုံမှန်လေးပြောရရင်ဘန်ဘတ်စတန်ကရန်နာဒိုနဲ့ရှင်ဖို့လုံးဝမတန်ပါဘူး။ဘောလုံးဆိုတာကွင်းထဲမှာရရှိခြေစွမ်းပြနိုင်မှုကအထူးကပါ။ဒိုင်ယာအကြောင်းစောစောနားလိုက်ရတာကိုအကြောင်းပြပြီးတော့ဆယ်စုနှစ်တစ်ခုနီးပါးကဘာကိုလွှမ်းမိုးခဲ့တဲ့ရန်နာဒိုကိုလာရှင်နေတာကမနာလိုစိတ်နဲ့လေလုံးထွားနေတာတတ်တာဖြစ်ကြောင်းပြက်သားသားတုံးတက်လိုက်ရပါသည်။ညီကိုတို့ကရောလက်ခံကြရလားပြောပြသွားခဲ့ကြပါဦး။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။